နာဆရာပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့အညာသားချက်နေကနေပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့မှာတော့စာရေးသူထောင်မူကြီးတိမ်ဝင်ရေးသားထားတဲ့ထောင်ချောင်းတီကောင်းစရာစာအုပ်ထဲမှာအကွက်6ရဲ့လက်စားချေမှုဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြတင်ဆက်ပေးကြပါမယ်။ပရိသတ်များလည်းလိုက်ပါလို့နားဆင်ပေးပါဦးရှင်။အကွက်6ရဲ့လက်စားချေမှုထောင်မူကြီးတိမ်ဝင်အညုတ်အတိတ်ရန်ကျွေရန်ဟောင်းဆိုတာမထားသိညာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်ကြတဲ့ကျွန်တော်တို့တခြားလူမျိုးဘာသာဝင်တွေထက်ပိုပြီးတော့သိကြပါမယ်။အထူးသဖြင့်ကလေးငယ်တွေကိုစာပေသင်ကြားပေးနေတဲ့ကျောင်းဆရာတယောက်အနေနဲ့ပိုရွေးပင်အညိုတေးကိုရှောင်ရှားဖျောက်ပြရမယ်။မိမိကိုယ်တိုင်ခံစားမှုတာမကတခြားတစုံတအိုးလေးတားမြစ်ဆုံးမတွန်တယ်မှုတာဝန်ရှိပါတယ်။ကျွန်တော်အင်းစိန်ထောင်အချုပ်ရုံမှာထောင်မူကြီးဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကြုံတွေ့ခဲ့ရတဲ့ကျောင်းဆရာတယောက်အကြောင်းကိုတင်ပြလိုတယ်။ထိုဆရာကအထက်တန်းကျောင်းဆရာဘီဂရီပွဲရဖြူဖြူနွဲ့နွဲ့ရုံရည်လွန်စွာချောမောပြည့်ပြတဲ့စကားပြောအလွန်ချော်ရီဒါပေမဲ့သူ့ရဲ့အမှုဟာလူတတ်မှု၃ခုမထင်ရစရာနှမျောစရာအလွန်ကောင်းပါတယ်အချုပ်ဖြစ်ပြီးထောင်မကျသိမ်းပြီးတရားရုံးထပ်ပြီးအမှုရင်ဆိုင်ရစေကာလမှာကျွန်တော်အုပ်ချုပ်ရတဲ့အမှတ်2အိတ်ဆောင်ကိုသူရောက်ရှိလာခဲ့တယ်ထောင်ပိုင်ကြီးကိုယ်တိုင်ကသူ့ကိုကြီးရှုဆောင်ရှောက်ဖို့ကျွန်တော်ကိုမှာကြားထားတာကြောင့်ကျွန်တော်ကအချုပ်ရုံးကိုခေါ်ယူပြီးချုပ်သားစီအဖြစ်ခန့်ထားပြီးကျောင်းဆရာဖြစ်လို့လေရည်လက်သာအလွန်ကောင်းနေလင်းနေဆက်လဲကျွမ်းကျင်တာကြောင့်ကျွန်တော်ကလင်းနေဆက်စီကြော်မြင့်နေတွေ့ပြီးတရားရုံးပြန်ကြားစာရီဌာနတီတီတို့ထွက်စာရီဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးနှင့်လာကြုံများအတွက်တာဝန်ပေးထားတော့အလွန်အတုံးတဲ့ပါရီသူရဲ့အမှုကလူတတ်မှု၃ခုဖြစ်လို့ရမန်ကြီးတစ်ပတ်ချစီတလားရုံ3ချိန်ရုံးထွက်ရမယ်ရုံးကလည်းမယံကုန်တရားရုံးတရုံနဲ့တမိုင်းရက်ကွက်မှာဖြစ်ပွားတာကြောင့်မယံကုန်တရားရုံးနဲ့ဆိုင်ပါရီတနည်းတော့ရုံးပေးရဲ့ကျွန်တော်တာဝန်မူကြစဉ်အခါနေလေနေကအားလက်တာကြောင့်ရင်းနေချမ်းတော့လက်ဖက်တုပ်ဆိုင်သူနဲ့စကားပြောဖြစ်တယ်။သူကကျွန်တော်ညီအရွယ်အသက်30ခန့်သာဖြစ်ပါရဲ့။မောင်တင်တွေကလူပြိုလားကွ။ဟုတ်ပါတယ်ဆရာ။ရေမန်းထားတဲ့သူတော့ရှိပါတယ်။ဆရာမတွေကပဲလား။မဟုတ်ပါဘူးဆရာ။တက္ကသိုလ်ကျောင်းတော့ပါ။ဒီနေ့ပထမနှစ်ပါဆရာ။မောင်ကြီးမိဘတွေကရောကွ။မရှိတော့ပါဘူးဆရာ။ညီမတယောက်ရှိတာလေစုံမသားယူမို့ကျွန်တော်ကတကောင်ချက်ပါအမျိုးစုရရောကွအေးရရီတိုင်းတနုဖြူမျိုးကမှရှိပါရီလေသမားမျိုးတွေပါပဲဒါဖြင့်အခုမှုတွေဘသူကကိုကြီးထောက်ပံ့ပေးတာလေကျွန်တော်နဲ့လက်ထပ်ရမယ်မိကလေးပါဆရာအစပြောခဲ့တဲ့တက္ကသိုလ်ကျောင်းနှုတ်ဆိုတာအမှုနဲ့ပတ်သက်မှုရှိလားမောင်တင်တွင်ရှိတယ်ဆရာသူကသေဆုံးသူနဲ့သူမတော်ကြီးအမွေစားအမွေခံမွေးစားသမီးဖြစ်ပါရီသူ့ရဲ့မိဘတွေရောကွရှိရှာတော့ပါဦးသူလည်းကျွန်တော်လိုပဲတကောင်ချက်ပါပဲကျွန်တော်တို့ကဒနုဖြူကရက်ဆွေရက်မျိုးတွေပါပဲသူကကျွန်တော်နဲ့ငယ်ပေါင်းဖြစ်လို့ကျွန်တော်ကြောင်ကောင်းကောင်းသိပြီးငယ်တန်ရောစင်နေကုညီတာပါကဲဒီနေ့တော့ချိန်ကလေးရတော့မင်းအမှုကြောင်လေးများပြောချင်လို့ရှိရင်ပြောစမ်းပါကွငါတရားသူကြီးလည်းမဟုတ်စိတ်နေလည်းမဟုတ်အမှုစေရဲလည်းမဟုတ်တော့ငါ့ကိုပြောချင်အဖြစ်မင်းအမှုဝန်ခံရရောက်ပြီးအမှုကိုထိခိုက်စေနိုင်တယ်လို့တော့မထင်နဲ့နော်ငါအလောက်ကနားယူတဲ့ချိန်မှာစာရေးဆရာလုပ်မယ်ဆိုတဲ့မျှော်မှန်းချက်နဲ့အတွေ့အကြုံဇက်လန်းတွေယူနေတာဒါလည်းမင်းခွင့်ပြုချက်ရမှာရေးမှာပါစိတ်တလူရေးပါဆရာကြီးဆရာရေးတဲ့အချိန်ရောက်တော့ကျွန်တော်လူသားမှုနဲ့ကြိုးပေးခံရပြီလားအမှုကနေလောကင်းသွားပြီလားတခုခုတော့အသေးချာဖြစ်နေလောက်ပြီအမှုကကင်းလွတ်သွားရင်လေကျွန်တော်ဆရာနဲ့မကြာခဏဆုံးအောင်မှာပါအဲ့ဒီခါကျတော့လေကျွန်တော်ဇနီးကခေါ်ပြီးကျွန်တော်ဇလန်ဇက်ပေါင်းကန်းကိုပြောပြအောင်ပါဆရာကြီးကျွန်တော်ရဲ့မိဘတွေကတနုဖြူစားတိလေသမားမျိုးရိုးတွေပါ1943ခုနှစ်မှာတန်ဖြူစရက်တိမ်မင်းတမန်လမ်းမကြီးဖောက်လို့ရည်တွေ့ဂျပန်နေချွေးတက်ဆွဲတော့အဖေကအမေနဲ့အိမ်အောင်ကြကားစားအဖေကအမေနဲ့အိမ်အောင်ကြကားစားပါသွားတယ်ရှေ့ထဲမှာတောသားပြီးမခိုးမကပ်ပဲအလောက်ကောင်းတော့ဂျပန်လိုဘွန်းချိုးဆိုတဲ့တက်စိတ်မှုတယောက်ဖြစ်လာတယ်ရှေ့မျက်မှာလို10ရောက်တည်းတက်စိတ်မှုခေါင်းဆောင်ပေါ့1944ခုနှစ်ရောက်တော့ဂျပန်နေဆက်ရှုံးသားပြုပြီးဆောက်ရတော်မူအခြေအနေကိုသိတာနဲ့သူတို့တိုက်ခိုက်သိမ်းပိုက်ထားတဲ့အဖိုးတန်ရတနာတွေကိုဝှက်ဖို့လူရေးရမှာဘွန်ဟိုက်ချိုလို့ခေါ်တဲ့ခြေတက်တာတက်ခွဲမှုဦးတင်မြင့်နဲ့အဖေတို့တက်ဆိုင်မှုဘွန်ချို900ကိုရွေးချယ်ပြီးရတနာတက်တာကိုထမ်းခိုင်းနေအဖေတို့ဖွဲ့ဟာလေဂျပန်နေဆက်ရှုံးကနေလို့ပြေးတော့မယ်ဆိုတာသိတာနဲ့အချင်းချင်းလက်ဝါရိုက်ထားကြရီရတနာတွေကိုမြုပ်နှံပေးတာနဲ့သူတို့ကိုဂျပန်တွေကအပြတ်ရှင်းပြီးတတ်မယ်ဆိုတာလည်းသိပြီးသားဂျပန်တွေကလက်နက်ကင်ဆက်သား9ယောက်နဲ့ဂျပန်စစ်ဗိုလ်တယောက်ပေါင်း6ယောက်
ခြေသက်သားလေး6ယောက်တော်ရဲသတ်မှတ်နေရာကိုရောက်တော့ကျင်းတူခိုင်းနေတော့ဂျပန်တွေကိုအယုံသွင်းပြီးပြန်လေခုခံလှုပ်ကြံကြတာဂျပန်တွေအငိုင်းမိပြီးအဖေတို့ဖွဲ့ကအောင်နိုင်လိုက်တယ်အဲဒီခါမှာအဖေတို့ဖွဲ့ဂျပန်လက်နက်တွေကိုသိမ်းပြီးတော်လိုင်းသမားပုံစံနဲ့မော်လမြိုင်ဘက်ကိုဆင်းခဲ့ကြတယ်မော်လမြိုင်မြို့ကိုရောက်တော့ဘွန်ဟိုက်ချိုဦးကြည်မြင့်ကဒနာတက်တာကိုအသိအိမ်မှာအပ်ပြီးအဖေတို့ဘွန်ချုံ9ယောက်ကိုတော့လမ်းစီအပြင်အနေငယ်စီခွဲဝေပေးပြီးနေရလိပ်စာတွေလည်းအသေးချာတောင်းထားလိုက်တယ်သူရှိနေမဲ့တမိုင်းအိမ်လက်ဆောင်လည်းပေးလိုက်တယ်အဖေတို့ကလေတေဘော်ရှင်ဘက်ခေါင်းဆောင်နေနေရှုံကြည့်လိုက်တယ်နေရက်ကိုပြန်ရတော့မယ်ဆိုတော့ဘာမှသတိမရတော့အသက်ရှင်လည်းပြန်ရမှာပဲကြံဖန်ကျေးဇူးတင်နေပြီလေ1942ခုနှစ်မတ်လ29ရက်နေ့မှာဂျပန်တော်လှန်ရေးစပြီးတော့ဖြစ်တယ်အဖေတို့တနုပြပြန်ရောက်ပြီးတနေ့ကြာမှာပေါ့အဲ့ဒီနေ့မှာပဲတိတ်တိတ်ဆန်ဆန်ကျွန်တော်ကိုမွေးတယ်ညီမလေးကိုတော့1948ခုနှစ်လွတ်လပ်ရေးရခါစားမှမွေးတယ်လွတ်လပ်ရေးရပြီနေမှာရောင်စုံတပုံတွေတောင်းချမ်းပြန်တော့ကျွန်တော်တို့မိသားစုရန်ကုန်တက်ပြီးဘာကြီးပုံကြီးကျောင်းမှာရှောင်းနေရတယ်1954ခုနှစ်လောက်ရောင်စုံတပုံခက်နှောင်းမှာအဖေတို့တနုဖြိုပြန်ခဲ့ကြပြီမိကျွန်တော်ဘာကြီးပုံကြီးကြောင်းထားပေးလို့ရန်ကုန်မှာကျန်းနေခဲ့တယ်အဲ့ဒီနှစ်မှာပဲရဲဘော်ဖြိုရဲဘော်နေဖွဲ့မော်ဟိုက်ချိုဦးတင်မြတ်အခွင့်အရေးယူငွေပေးပြီးအဖေတို့မိသားစုအိမ်မီရှို့ပြီးတော့အပြက်ရှင်းခဲ့တာကျွန်တော်ပဲရန်ကုန်ရောက်နေလို့ကံကောင်းထောက်မှစွာကြမ်းရခဲ့တာကျွန်တော်တို့မိဘများတွေမကပြီးချွေးတက်စခန်းကလွတ်မြောက်ထွက်ပြေးလာတဲ့ဘုံချုံ9ဦးစလုံးဘုံဟိုက်ချိုဦးတင်မြတ်ရောင်စုံတပုံခက်မှာစတဲ့ရမခွဲပေးခြင်းလို့ရောင်တော်ပြန်ရောလို့ခဲ့တာအဲ့ဒီအကြောင်းကိုဘာကြီးဖုံးညာပြောပြလို့သိရတာဦးတင်မြင့်ရေးဆက်တာတော့တေဘောရှင်ပဲဘဝတူချင်းသာမကမိသားစုကကျုံငုတ်ပါမကြံအပြည့်ရှင်းတာပဲဒါကြောင့်ကျွန်တော်ကလေဘဝတသက်တာအကွက်ချပြီးတော့စနေတကြလောက်ကြံခဲ့မိတာအမှန်ပဲဆရာရင်နာလောက်ဆရာဖြစ်ပါပြီအမျိုးတေထားမင်းဆိုရင်လည်းထားလောက်ဆရာပဲကိုချင်းစားပါရီဦးတင်မြင့်ကသာမကသူ့မိသားစုအားလုံးကိုပါလက်စားချရတော့မင်းအောင်ကျောင်းဆရာတယောက်အနေနဲ့မကောင်းမှုထင်နေဒါဒီလိုပါဆရာသူ့မိသားစုကိုပါအပြည့်ရှင်းနိုင်မှကြံတဲ့အမွေတွေကိုကျွန်တော်ရမှာလေဦးတင်မြင့်တူမမွေးစားသမီးကကျွန်တော်လိုရင်မိဘမဲ့တကောင်ကျွတ်နင်းနူးနဲ့ကျွန်တော်လက်ထပ်လိုက်ရင်ကျွန်တော်တို့ရတင်ရထိုက်တဲ့အမွေတွေပါရမှာဆိုတော့တစ်ချက်ခုံနှစ်ချက်ပြက်အကြံစီပေါ့ဆရာကြီးကျွန်တော်ကနေဘဝနေရင်းပြီးစူးစမ်းခဲ့တာပါဆရာအဲ့ဒီမျိုးတိတ်စိတ်ကြောင့်မင်းဘုံကြီးเจ้าမှာကတ်နေရင်ကျွန်တော်တို့ဘဝကိုဘွဲရကျောင်းဆရာတယောက်ဖြစ်အောင်စူးစမ်းရုန်းကန်နေရတာပါတခြားနည်းမရှိဘူးလားကျွန်တော်စဉ်းစားမိသလောက်တော့ကျောင်းဆရာဆိုတာလူရိုသေတယ်ဆရာသူတို့မှာကလေးတွေရှိအနည်းဆုံးကျောင်းကိုထားရမှာပဲကျွန်တော်အဲ့ဒီကျောင်းမှာကျောင်းဆရာလုပ်ရင်သူတို့မိသားစုနဲ့နီးစပ်အောင်နေနိုင်ရင်ဝင်ရောမခက်ဘူးဆရာရဲ့ဒါကြောင့်ကျောင်းဆရာလုပ်ကိုရွေးချယ်ခဲ့တာကျွန်တော်ပထမတောင်းကြတာအထက်တန်းကျောင်းအမှတ်1ပါဆရာအဲ့ဒီကနေပညာရေးမှုတွေပေါင်းပြီးမယန်ကုန်အထက်တန်းကျောင်းတက်ကိုရအောင်ရွေးချယ်ခဲ့တာမယန်ကုန်အထက်ကတက်ကကျောင်းတက်ဆရာအဲ့ဒီတော့ဆရာလူတွေဒါကြောင့်မြို့လေကောင်ကျောင်းကမြို့စွန်ကျောင်းကိုကျွန်တော်ပြောင်းတာအဆင်ပြေလွယ်ကူသွားတာပေါ့ကျွန်တော်ကလည်းကျွန်တော်အကျန်းစီနဲ့ကျွန်တော်ကိုဆရာကြီးအသေးစိတ်ကိုချာစီစဉ်ထားတာပြီနော်ကဲမင်းရဲ့ဇက်သိန်းကိုဆက်ပါဦးကျွန်တော်ကဦးတင်မြင့်တို့သတင်းကိုအမြဲတမ်းစုံတောင်းလမ်းနေတာဆရာဒါကြောင့်အသေးစိတ်သိနေပါရင်တင်မြင့်ကကျွန်တော်မိသားစုကိုအပြည့်ရှင်းဖို့လောက်ကျန်တော့ကျွန်တော်ကြံရှိနေမှမသိဘူးဆရာကျွန်တော်ကြံရှိနေမှန်းသိခဲ့ရင်ကျွန်တော်ကိုလည်းအပြည့်ရှင်းပါပဲဦးတင်မြင့်ကတမိုင်းစာတီးဆိုတော့ကျွန်တော်အလဲတန်းကျောင်းသားဘဝကစတင်ပြီးတော့ရှာခဲ့တာနေရာတိကျတော့သိထားတယ်ဆရာသူတို့အိမ်သွင်းရေးအခြေအနေကိုပါလေ့လာတော့တားတယောက်တည်းရှိဂျပန်ရနာတိုက်ကအမွေကိုထုတ်ခွဲပြီးအတူပေးစာထိုင်စားနေတာဘာအလုံးမမဲမဲရမရှိကြဘူးလက်ထက်တိုက်အိမ်နဲ့ကားနဲ့လူချမ်းသာလူပေါ်ကြောက်တွေဆိုပါတော့ကားလို့သူကအယောင်းဝယ်ကုန်နေရအောင်အရက်သမားမိမကိစ္စလဲဝါရဏကြီးကျွန်တော်ထက်အသက်လေးနှစ်ကြီးပါလိပထမဆုံးကျွန်တော်လုပ်ရတဲ့အလုပ်ကတော့မယန်းကုန်းကိုပြောင်းရွှေ့တောင်းထမ်းဆောင်ဝင်ရတာနဲ့ဦးတင်မြင့်တို့ချန်နဲ့အနည်းဆက်ဆုံးနေရာမှာအိမ်ငားနေရပြီကျွန်တော်အတွက်အဖို့ဖြစ်တော့ဘာကြီးဘုံကြီးကျောင်းမှာကျွန်တော်လိုရင်မိဘမဲ့ကျောင်းသားလေးတယောက်ကိုကျွန်တော်မွေးစားလိုက်တယ်ကောင်ကလေးကပုတ်အုပ်လေးမြန်မာစကားတောင်ကောင်းကောင်းမတတ်လို့ကျွန်တော်သင်ပေးနေရတယ်ကောင်ကလေးက7 နှစ်9 နှစ်ကျွန်တော်ဦးလေးလိုအကိုကြီးလိုအလွန်ချက်တယ်အတော်လေးယူအားရှာရင်အဝတ်စားဆင်ပြီးထမင်းဝအောင်ကျွေးရင်ပြီးတာပဲ
ဘုံဘိုးပတ်စံပေးရင်လည်းမသုံးတတ်ဘူးစုထိုင်းမြန်မာစကားကိုရေးလျအောင်မပြောရတော့အထက်တန်းကျောင်းထားမြပဲအိမ်မှာပဲလေ့ကျင့်သင်ပေးရတယ်ဒါပေမဲ့အိမ်လုံးတွေနဲ့ထမင်းဟင်းချက်တာပြုတ်တာတော့နားလေတက်ကြမျိုးဝါနာပါတယ်ဗျကျွန်တော်အားကိုးရတာပေါ့နော်ကျွန်တော်အင်္ဂလိပ်ဘာသာနဲ့တင်ချပါတော့ထူးချွန်နေဆရာဗျမယန်းကုန်းကျောင်းကကျောင်းသက်ထူထောင်စာဆိုတော့တော်တော်နဲ့ကိုစင်ရင်ချို့တဲ့ရှာပါတယ်မြို့လေကောင်ကလောက်တာအမှတ်နဲ့ကျောင်းနေတော့တခြားစီပေါ့ကျောင်းသားကျောင်းသူတွေကလည်းဇရိုက်ကကွာကြရည်ဗျတော်ကျောင်းဆိုတော့ဘာသာရေးတော့ကိုင်းဆိုင်ကြရင်ဆရာမိဘအလိုယူသေးဆရာကလည်းမလုံလောက်တော့ကျွန်တော်ကအသက်ငယ်ပြီမိအထက်တန်းမှာအင်္ဂလိပ်ဘာသာနဲ့သင်ချပါတာကိုသင်ပေးရတဲ့ပြင်လိုအပ်ရင်အလဲတန်းမှာဆင်းသင်ပေးတယ်ဒါကြောင့်ကျောင်းဆရာကြီးအလွန်အားကိုးတာလူငယ်ဆရာဆိုတော့လေအပြစ်မခံနိုင်တာပေါ့ဗျာကျောင်းသားကျောင်းသူတွေကလည်းချက်ဆရာဆရာမတွေကလည်းခင်မင်ကြတော့ကျွန်တော်အလွန်ပဲမျက်နှာပွင့်ရပါတယ်ကျွန်တော်ရောက်စနှစ်မှာပဲမယန်းကုန်းကျောင်းကလူကြီးချန်တယောက်ရွေးခံရပြီးအင်္ဂလိပ်စာနဲ့သင်ချမှာဂုံတို့တွေအများကြီးထွက်ကြတော့ကျောင်းရဲ့ဂုံတရင်ကြီးသွားတာပေါ့ကျွန်တော်တယောက်တည်းတော်လို့မဟုတ်ပါဘူးဆရာတွေအားလုံးစေတနာထားကြပြီးတော့ကျောင်းသူကျောင်းသားတွေအားလုံးစာကြိုးစားကြလို့ပါပဲဘာပဲဖြစ်ဖြစ်ကျောင်းသားကျောင်းသူတွေအင်္ဂလိပ်စာနဲ့သင်ချပါတာမှာထူးချွန်ကြတော့ကျွန်တော်နာမည်ရပါတယ်အဲ့ဒီခက်ကကျူရှင်ဆိုတာလည်းမရှိသေးတော့ကျောင်းပိတ်ရက်တွေမှာစာလာမေးကြတဲ့ကျောင်းသားကျောင်းသူတွေလာကြော့ကြတဲ့သူတွေလာရောက်အနှံကြတဲ့သူတွေနဲ့ကျွန်တော်တို့အိမ်ကအတော်ကိုစီကားပါတယ်လာရောက်အနှံသူတွေနဲ့ကျွန်တော်တို့အိမ်ကအတော်စီကားတယ်ဦးတင်မြင့်တို့ကတော့ခြံချင်းကြီးဖြစ်လို့သူ့ရဲ့မွေးစားသမီးနဲ့အတူလက်ဆောင်တွေရောလာပြီးတော့အနှံနေသူ့ရဲ့သမီးကဒီနေ့10ရန်တက်มาတယ်လေကျွန်တော်ကကိုရန်ကလေးကဦးတင်မြင့်မွေးစားထားတဲ့နှင်းနှုတ်နဲ့ရင်းနှီးပြီးသားပါကျွန်တော်ရဲ့လက်စားချေစီမံကိန်းရကြိုတင်လေးလာကြံစီပြီးသားဖြစ်နေလို့တိတ်ပြီးမကြပါဘူးအိမ်ကြီးချင်းဖြစ်တော့ကျွန်တော်တို့နှစ်အိမ်လောက်ပို့ပြီးတော့ရင်းနှီးတာပို့ပြီးတော့မြန်လာတယ်ကျွန်တော်ရဲ့မွေးစားကလေးပို့လေးရဲ့စွမ်းကလေးဒီညမှာအလွန်ကိုတော်တယ်သူကနှင်းနှုတ်နဲ့ရင်းနှီးပြီးကျွန်တော်တို့ခြံနဲ့နေရာလွတ်မှန်နေမြတိုင်းရင်သားထုံးစံဝါဒနာအရတရားအပင်စိုက်ပျိုးထားရကလေးအောင်မြင်ပြထွန်းလို့မြေခွက်ကျဲတဲ့နှင်းနှုတ်တို့ခြံနေမှာဘူးဖယံတခွတင်းမောရာသီပင်တွေစိုက်ပြည့်ရလေရေလောင်းပြီးတယ်အောင်မြင်ပြထွန်းတော့ပိုကလေးအိုက်ဆန်နာမည်ရတာပေါ့ဗျာအိုက်ဆန်ဦးတင်မြင့်တို့ခြံနေမှာဝင်စိထွက်စိတကားမရှိဓားမရှိဗျအဲ့ဒီလိုနဲ့ကျွန်တော်တို့နှစ်အိမ်တအိမ်ပေါင်းကူပြီးသားဖြစ်သွားပြီကျွန်တော်ကလည်းနှင်းနှုတ်နဲ့ဆရာတပည့်ဖြစ်နေလို့စီထားရမှာဖြစ်ပေမဲ့ကျွန်တော်ဘဝတသက်စာစီမံကိန်းကြီးကြောင့်မြင်မြင်ဆန်ဆန်အစပြိုးကိုစူးစမ်းရတယ်အဲ့ဒီခက်ကဆယ်တန်းကျောင်းသူဖြစ်တဲ့နှင်းနှုတ်ကအပြိုကြီးဖဖဖြစ်လို့လှသွေးကျဲတဲ့အချိန်ပဲလीပထမဆုံးကျွန်တော်ရဲ့ကျင်နာမှုကိုပြသတဲ့အနေနဲ့ကျောင်းပိတ်ရက်တွေမှာခြံထဲအမိုက်ရှင်တန်ရှင်းလို့ရင်နှင်းနှုတ်တို့ခြံထဲမှာနေရာနှံ့ရှင်းပြလိုက်တယ်သူများသိမြင်တော့ကုညီတာပေါ့အမှန်တော့ကျွန်တော်အနေနဲ့အရာရာကိုကြိုတင်ပြီးတော့နေရာနဲ့စူးစမ်းထားတာပါအိုက်ဆန်ပြုတ်ပြီးတဲ့ဘူးကင်းဖျုံငင်ခဝဲခင်းတွေကိုကျွန်တော်ကဝိုင်းပြီးတော့ဆင်ထိုးပြီးတယ်ဘူးအိုက်တဲ့ရသည်စင်အောင်မှာအသက်ကြီးတူတွေနားနဲ့အပန်းဖြေနိုင်မှုဝါပက်လက်ကလက်ထိုင်နေတဲ့စပွဲကိုစီစဉ်ပေးထားတယ်ဦးတင်မြင့်နဲ့ဖွားကြီးတွေနားနေစရာရတယ်လို့သူတို့ရဲ့သားကြီးကိုတိုးကြီးတွေလေညနေခင်းအပန်းဖြေစရာနေရာတစ်ခုပဲလေသူဟာအရက်သမားဆိုတော့အရက်ဝိုင်းပေါ့ကိုတိုးကြီးကတတ်တော့ဆဆအပေါင်းတင်များပေမိအရက်သမားအပေါင်းတင်တွေကိုသူ့အိမ်ခေါ်ရောအဲ့ခံလေးမရှိဘူးဒီမှာဝမ်းခွဲနှင်းနှုတ်နဲ့မိဘတွေကြောက်မယ်ဖြစ်မင်းအိမ်မှာတောင်းရင်တယောက်ထဲပဲအမီတို့တောင်နှင်းနှုတ်မလုပ်ခိုင်းဘူးသူ့ဘာသာထွက်ဝဲတယ်ဒါမှမဟုတ်အိုက်ဆန်အားနေအိုက်ဆန်ကိုမုံမိုးပေးပြီးတော့ခိုင်းနေအိုက်ဆန်ကလည်းအလိုက်တည်ပါရင်မုံမိုးပေးပေးမပေးပေးစေတနာနဲ့လုပ်ပြီးအိုက်ဆန်လုပ်နေတာမြင်တော့နှင်းနှုတ်ကလည်းမနေပါဘူးဝင်ပြီးလုပ်ပြီးကျွန်တော်ရဲ့လက်စားကြီးစီမံကိန်းမှာပထမဦးဆုံးလုပ်ငန်းစရဖို့အတွက်အလွယ်ဆုံးသူကတော့ကိုတိုးရဲ့အရက်တမောင်းကိုကျွန်တော်ပြတ်မှတ်ထားပြီးတော့ရွေးချယ်လိုက်တယ်ရှုံလို့ပြောအောင်မေးကျွန်တော်ဘာရေးဘုံကြီးကငေးပြူပါဝါအတော်ရနေပြီသူတို့ခက်ကပွဲကြောင်းထက်ဥစဉ်ဆိုရင်ဓာခုတ်လန့်ထိုးတိုင်းပညာလက်ဝဲရင်းစီလှေလုံးမြပြည့်တနက်ပြည့်အချက်ပြုတ်အသက်မွေးဝမ်းကြောင်းအမျိုးမျိုးဟာစယောက်ျားတွေတက်အပ်တဲ့ပညာတွေအကုန်သင်ရတယ်အခြေခံတက်ပြီးတော့မှဘာသာရေးစာပေနဲ့ပါဠိတက္ကထကျမ်းဂန်တွေကိုသင်ရတာဒီပညာတွေကိုလေတက်တက်လုံးဖုန်ကြီးဝဲမယ်လို့ခရီးခံမှာသင်ပေးတာဘာကြောင့်သင်ရတယ်လဲဆိုတော့ဖះသားတော်ဆိုတာတိုင်းပြည်အတွက်အဓိကအင်အားတဲ့တိုင်းတစ်ပါးကျူးကျော်လိုက်ရင်အမခံဖြစ်ရမယ်တဲ့အဲ့ဒီပညာတွေပြင်ပွဲကြောင်းထွက်တွေကစိုက်ပျိုးရေးပညာဗေဒင်လက္ခဏာပညာအိမ်ဆောက်လုပ်ရေးအရေးပေါ်စေကုသရေးနဲ့
အစိမ်အမျိုးမျိုးပညာကိုလည်းသင်ကြားရတယ်ဒီအဲ့ဒါတွေကိုဘုန်းကြီးကကျွန်တော်သင်ပေးခဲ့တယ်လူအဲ့ရင်နေတကာဆင်းပြီးသင်ပေးတာဘာကြီးဘုန်းကြီးရဲ့ရွယ်ချက်ကတော့ကျွန်တော်အတိုက်ခိုက်ကြမ်းကြမ်းနဲ့စစ်သားစစ်ဖို့ဖြစ်စေချင်တာလေဒါပေမဲ့ကျွန်တော်ကကျောင်းဆရာအဖြစ်ကျွန်တော်ရည်ရွယ်ချက်နဲ့ကျွန်တော်ရွေးချယ်ခဲ့တာပါဘုန်းကြီးကျောင်းဆက်တော်ထဲမှာတောက်တဲ့နေကြီးတကောင်ရှိတယ်အာကောင်နေပြီးသူ့ရဲ့ခြေကလည်းမဲမဲအလုံးကိုအစိပ်ပြင်းနေတဲ့သူ့ရဲ့ခြေကိုစားတောက်တဲ့ရောပါသွားရင်စိတ်မမေဘူးအဲ့ဒီကြောင်သိထားတဲ့ကျွန်တော်ကတောက်တဲ့ခြေကိုယူနေလန်အစီထုတ်ပြီးတော့ဆောင်းထားတာလိုရမယ်ရန်သုံးဖို့ပေါ့တနေ့ညနေဆောင်မှာကိုတိုးရသူ့ရဲ့စီးတော်ရင်ဖက်ကားတစ်စီးနဲ့ရှမ်းပြည်နယ်ဘက်ကပြန်လာတယ်သူ့ရဲ့လောက်ကဘာလို့မှမသိပေမဲ့နေတကာလှည့်နေတဲ့အလုပ်အဲ့ဒါရီမူးချိုးရနဲ့ဘူးစင်အောင်မှာဝိုင်းစားဖို့အိုက်ဆန်ကိုခေါ်တော့ပြင်ခိုင်းနေကျွန်တော်လေးတောင်းကပြန်လာရေချိုးပြီးခါသာညနေစားဖို့ပြင်စီရေးလှုပ်တော့အိုက်ဆန်ကပြန်လာတယ်အကိုတိုးရသူနဲ့အတူဝိုင်းထိုင်မှုဟိုဘက်ခြံအောင်ကြွခဲ့ပါ၏စကားပြောစရာလည်းရှိတဲ့ဟေးအေးလာပြီမခေါ်စဘူးအခေါ်ထိုးတော့ကျွန်တော်ကမန်းကရန်အဝက်စားလဲပြီးတစ်ဖက်ခြံကိုကူးလာခဲ့တယ်အခွင့်သားရင်လောက်ကြံမို့လေတောက်တဲ့နှစ်အစီပလင်းလေးစောင့်ခဲ့တယ်ကိုတိုးရဘူးစင်အောင်မှာစပွဲခင်းခုံလေးချပြီးတယောက်တည်းအမြင့်စုံနဲ့အရက်ပွဲကျင်းပနေတာ哦လာကျောင်းစရာကျွန်တော်တို့ရှမ်းပြည်ဘက်ကပြန်လာရင်ရွှေလိမ်မော်အရက်အကောင့်စားတွေပါလာရင်ခရီးပန်းတော်အပန်းဖြေအောင်လမ်းကတရုတ်ဆိုင်ကအမြင့်မျိုးစုံမှာဝဲလာရင်အဲ့ဒါတယောက်တည်းပြင်းတာနဲ့ကျောင်းစရာကိုဖော်ခေါ်တာပါသမင်းလွတ်စားစံတောက်ဆန်းမှာအမြည်တွေရောအရက်တွေရောအများကြီးစားတော့ရင်ကြီးပွားမိစီးပွားရေးကိစ္စများလဲတိုင်ပင်ဆွေးနွေးကြရအောင်ပါဟုတ်ကဲ့ပါကိုကြီးဒါပေမဲ့ကျွန်တော်အရက်မတောက်တတ်ဘူးဗျယောက်ကြပဲညီလေးတခါတည်းအပြော့ပါနဲ့ကျမ်းမာရေးအတွက်ပေါ့အရက်ဆိုတာအပန်းဖြေစေးတစ်မျိုးပဲတောက်တက်ရင်စေးမတောက်တက်ရင်ဘေးပေါ့အကိုကြီးတောက်တာကြာပေါ့အိတ်ကောင်းစားကောင်းကျမ်းမာရေးကိုထောင်းထောင်းမြည်လို့အခုတောင်3-4ခွက်တောက်ပြီးအရှိန်ရလာတာနဲ့ညီလေးကိုသတိရပြီးခေါ်ခိုင်းလိုက်တာအိုက်ဆန်ဖန်ကောတလုံးယူတဲ့မင်းဆရာအတွက်အရက်ငယ်ပေးစမ်းပြီးရင်မင်းကိုရှမ်းပြည်ဘက်ကဝင်လာတဲ့လက်ဆောင်တွေနဲ့မုံတွေပေးမယ်နေပါစီကိုရဲ့ကျွန်တော်ဘာသာငှဲ့ပါမယ်အကိုကြီးအတွက်လေကျွန်တော်အရက်ငယ်ပေးပါမယ်ကျွန်တော်ကကျောင်းဆရာဆိုတော့အကိုကြီးကိုအားနာလို့တစ်ခွက်တော့တောက်ပါမယ်အကိုကြီးကကြိုက်တဲ့လောက်တောက်ပါကျွန်တော်အဖော်လုပ်ပေးမယ်ကိုတိုးရလက်ကြံရဲ့ကိုအကုန်မောက်ရင်ဖန်ခွက်ကိုကျွန်တော်ရှေ့ကိုထိုးပေးပြီးအမြည်စားနေတယ်အိုက်ဆန်ကမိဖို့ကြောင့်ထဲမှာအမြည်တွေလုံနေတယ်မန်းနေနှုတ်ကလည်းကိုကြီးချက်ပြုတ်ပေးနေတယ်အခွင့်ခါရတော့ကျွန်တော်အကိုရဲ့ဖန်ခွက်တိန်တောက်တဲ့နဲ့အစိမ်နဲ့အရက်ကိုရောပြီးအနှင်းငယ်ဆက်ပေးလိုက်တယ်ကျွန်တော်ရဲ့ဖန်ခွက်အထဲမှာတော့အရင်နဲ့ထိုင်ပြီးရေများများရောလိုက်တယ်ကိုတိုးရညီလေးအကိုကရေးမရောအရေးရတာပြက်လို့အရင်နဲ့လောက်ထပ်ထည့်ပါဦးကျွန်တော်ကအရင်နဲ့ထပ်ထည့်ပေးလိုက်ရပြန်ပြီထိုအခါကိုတိုးရသူ့ရဲ့အရက်ခွက်ကိုငှဲ့ခိုင်းရင်ညီလေးကျောင်းဆရာလာကဘလောက်ရလဲတစ်လောက်ကို300ကျော်ရပါတယ်အကိုရေဖို့တော့မရှိဘူးမင်းကမောင်းတက်လားတက်ပါရဲ့ကိုကြီးဟေးဒီတစ်ခါငါနဲ့ထွက်လိုက်ခဲ့ကားကူမောင်းပြီးတစ်ခါကိုစားပြီးတောက်ပြီး10စားပေးမယ်ကျောင်းပေးရင်နဲ့ဆိုင်ရင်လိုက်ပါမယ်ကိုကြီးပေးစရာမလိုပါဘူးကျွန်တော်လာခါနဲ့ကျွန်တော်လုံလောက်ရုံနဲ့မကပါဘူးပို့ရှမ်းနေပါရင်အဲလိုဘဝကိုပုံမှန်လေးနဲ့မရောက်ရင်းနဲ့လေအရှိကိုမြော်ကူပြီးတော့ကြေးပါချမ်းတောင်ကြမ်းစီရရင်အခစားမလုပ်ချင်လေအကိုရွက်လုပ်ငန်းမှာရှယ်ယာထည့်အကိုကြီးလုပ်ငန်းကကြီးတယ်ရှယ်ယာထည့်ထားတဲ့ပေါင်းတင်းတွေလည်းများတယ်ကျွန်တော်မှများများဆဆဆူတောင်းထားတာမရှိသေးပါဘူးကိုကြီးဟာအိမ်ချမ်းကလေးဝယ်ဖို့စူဆောင်းထားတဲ့ငွေကအနည်းပါပဲရှိပါတယ်အေးစီးပွားရေးလုပ်ငန်းဆိုတော့အဲ့ဒီအနည်းပါစတာစူးစမ်းကြည့်ပေါ့အကိုကြီးနဲ့10ခေါက်လောက်လိုက်လိုက်ရင်မင်းရှယ်ယာထည့်နိုင်ပြီကဲလုပ်ငန်းစားတွေအထိမ့်မှန်နေနဲ့မောလိုက်ကြစို့သူကမော့တော့ကျွန်တော်ကဖန်ခွက်ကျန်တိုက်ပြီးမော့လိုက်ရတယ်သူကတရှိန်ထိုးအကုန်မော့ပြီးမိကျွန်တော်က2ခါ3ခါတောက်ရတယ်သူဘာဖြစ်တာလဲဆိုတာစောင့်ကြည့်တော့ဘာမှမဖြစ်ပါသူကဒါအရက်ထပ်ပြီးတော့မော့ပြန်နေအားရပါရအမြည်စားနေတယ်ဒီနေ့ဘလို့ဖြစ်မှမသိဘူးညီလေးခရီးပန်းလာလို့ထင်ပါရဲ့ညီလေးပါတော့ဝအောင်တောင်းတော့အကိုကြီးအိတ်တော်မင်းအိုက်ဆိုင်လာပါအောင်ကွအကိုကြီးကိုအိတ်ရတယ်တွဲပို့ပေးစမ်းမအောင်ခင်းတူတူဗလာကောင်နေကိုတိုးယူအိုက်ဆန်တယောက်တည်းမနိုင်လို့ကျွန်တော်ပါဝိုင်းတွဲပြီးတော့အိမ်အပေါ်တက်သူ့ရဲ့ခံကိုပို့ပေးရတယ်ကျွန်တော်တိုက်တဲ့အစိတ်ကဘုံငနေထိုင်ငနေတကူမပြပြီအိတ်ဆေးလိုစိတ်ဖြတ်မှန်ထိုးအခါမှသဘောပေါက်သွားပြီတစ်သေးကမကြံစီဘူးဖန်ခွက်တွေကိုကျွန်တော်ကိုယ်တိုင်ဆက်ပြောင်နေစေပြီးအဝဲချောင်းနေတိုက်လိုက်တယ်တေးကြမှာနှင်းတို့နှုတ်ဆက်ပြီးကျွန်တော်တို့ပြန်လာခဲ့ကြတယ်
ကျွန်တော်တို့အိမ်ပြန်ရောက်မှနောက်ကျစွာညစာစားကြ၏ကျွန်တော်ညစာစားရင်အတွေးလွတ်နေမိရမှအိုက်ဆန်အကိုဦးနေသလားကျွန်တော်တမ်းမရရင်ဖြော်ပြီးပြီကျွန်တော်မမွေးပဲအလိုက်တင်ပါအေးကွာအိုက်ဆန်လှုပ်ဆမ်းမအောင်အကိုကမတော့စဘူးတောက်တော့နည်းနည်းမူးနေတယ်ရှေ့လက်စေးမျက်နှာတဲ့သွားတိုက်ပြီးအဲ့ရတဲ့စောင့်နေပါကျွန်တော်တမ်းမရရင်ဖြော်လာခဲ့ပြီသူညာတမ်းမရရင်တောက်ပြီးစက်ညစ်လိုက်တယ်တောင်စအိတ်မပြောပါတဖက်ချန်နားဆွင့်ပြီးတရိထားအိတ်ရတာကြောင့်ဖြစ်ပါရဲ့ဘိုးလင်းခါနီမှာမှေကနေအိတ်ပြော်သွားတယ်နောက်တရက်ကကြောင်ပိတ်ရဖြစ်တာကြောင့်ကျွန်တော်အိတ်ရစောစောမနိုးတော့ပါမနေ့9နာရီခန့်မှအိုက်ဆန်နိုးလို့အိတ်ရနိုးလာတယ်အကူဘိုးဘချန်ကဘာဖြစ်တာလဲမသိဘူးတအိမ်သားလို့ငိုနေမမလေးကအကူနှုတ်ခိုင်းနေကျွန်တော်သွားနေမယ်နော်ကျွန်တော်မျက်နှာအမြန်တက်ပြီးတစ်ဖက်ချန်ကိုကိုသားတော့ကိုတိုးအိတ်ရပေါ်မှာတောင်းတောင်းကြီးတိတ်ဆုံနေတယ်အော်အန်ထိုင်အချင်းမျိုးမရှိပါတောက်တဲ့နှစ်အစိတ်ကအိတ်ဆေးလွန်ပြီးတိတ်ဆုံသွားတဲ့ပုံစံမျိုးဖြစ်တယ်ထို့ကြောင့်ကျွန်တော်ကရက်ကွက်လူကြီးကိုအကြောင်းကြားပေးရတယ်ရက်ကွက်လူကြီးကတစ်ဆိုင်ရာရဲစခန်းကိုအကြောင်းကြားပေးတယ်ရဲရီရောက်လာပြီးတိမ်မှုသေးရင်ဆက်စေချက်ပုံရိုက်ပြီးညာစားတောက်ထားတဲ့အရက်ပလင်းဖန်ခွက်အမြင့်လက်ကြံတွေကိုတင်ဆဲပြီးတော့အလောင်းကိုဆေးရုံကြီးကိုပို့ပြီးရင်ခွဲဆက်စေတယ်ကျွန်တော်တို့အားလုံးကိုလည်းတက်သေးဖြစ်စစ်ချင်ယူပါတယ်ရပ်ပိုးထလာတော့အဆိုင်ထဲမှာအစိမ့်မတွေ့တက်သေးရစားဆရာမလည်းအစိမ့်မတွေ့အမူးလွန်ပြီးတိတ်ဆုံးခြင်းလို့မှုခင်းဆရာဝန်ကမှတ်ချက်ပေးလိုက်တယ်အလွန်ကောင်းတဲ့အစိတ်ဖြစ်ပါတယ်တက်သေးကလည်းမကျန်အစိတ်ခက်ခံရသူလည်းမခံစားရအိတ်လွန်ရမှာတိတ်ဆုံးခြင်းဖြစ်တယ်ဒါကြောင့်အရက်အလွန်မိုးဝေးတိတ်ဆုံးခြင်းလူသိမှုဖြစ်ပြောင်းလဲပြီးဟိုပိတ်သိမ်းလိုက်တယ်ကျွန်တော်ရဲ့ပထမဆုံးလက်စားချေခြင်းခြေလန်းတွေကတည်သက်စွာအောင်မြင်လာခဲ့တယ်အာတုဘကိစ္စအဝဝကိုကျွန်တော်ဦးဆောင်ပြီးလောက်ကင်ပေးတာကြောင့်ယောက်ျားလူငယ်မရှိတဲ့ဦးတင်မြင့်တို့မိသားစုမှာကျွန်တော်အလွန်အားကိုးလာတယ်အာတုဘရဲ့အတွင်းကျွန်တော်တို့လည်းမအားကြတာကြောင့်သမီးရင်ချက်မစားနိုင်ပါဒါကြောင့်အာတုဘအိမ်မှာစားနေရမှာအာတုဘကိစ္စပြီးပြီမြေကျွန်တော်တို့ချက်မစားစေတော့ပဲမန်နေနူကချက်ပြုတ်ကျွေးမေးကိစ္စများတော့ကိုတိုးကြီးဖက်ကလေးကမောင်းသူမရှိတော့၏ရောင်းပြဖို့ဦးတင်မြတ်ကျွန်တော်နဲ့တိုင်းမြင်နေကျွန်တော်ကလူကြီးတွေအတွက်အရေးပေါ်စေးရုံစီကံကိစ္စတာရီနိုင်ကိစ္စတွေအတွက်လိုအပ်ကြောင်းကျွန်တော်ရင်မောင်းပေးမှဖြစ်ကြောင်းတာဝန်ယူလိုက်တာကြောင့်တာရဲ့လက်ငုပ်လျင်ကိုမယောင်းရတဲ့မိဘတွေအနေနဲ့ခြံထားလိုက်ကြတယ်ထို့အချိန်မှာနှလုံးရောဂါခံရှိတဲ့အဖာကြီးနဲ့သွေးတိုးရောဂါရှိဦးတင်မြတ်အတွက်တပတ်တစ်ကြိမ်စေးရုံစီကံကိုကျွန်တော်လိုက်ပို့ရတာကျွန်တော်တာဝန်ဖြစ်လာတယ်။မင်းနူးကလည်းပါလာတာကြောင့်ကျွန်တော်အလွန်အားကိုးလာတယ်။အချိန်နေပုံမှန်ဖြစ်လာတော့ကျွန်တော်ဒုတိယတာတောင်ရွေးရပြန်ပြီ။ဒီတစ်ခါရွေးရကဦးတင်မြင့်စနေအဖွာရေးဖွာတဲ့အချိန်နေပုံမှန်ဖြစ်လာတော့ကျွန်တော်ဒုတိယသားကောင်ကိုရွေးရပြန်ပြီ။ဒီတစ်ခါရွေးလိုက်တာဦးတင်မြင့်စနေအဖွာရေးတော်ဖွာတဲ့သူမကျွန်တော်မလောက်ကြရင်လေနှလုံးရောဂါနဲ့တိတ်ဆုံတော့မှဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့မျက်စိထဲမှာကျွန်တော်ရဲ့မိဘတွေကိုမီးလောင်တိုင်းအသွင်းခံရတာကိုပြန်လည်မြင်အောင်ပြီးဒေါ်ဖာတက်ကိုသူ့ဘာသာယောဂါနဲ့မသိစီလို့ပါကျွန်တော်လည်းနဲ့စီရမေးတိတ်ဆုံးမှတာကျွန်တော်ကျေနပ်နိုင်ပြီလက်စားချေခြင်းသည်ရားရီလိုချုံမိန်တယ်လို့ကျွန်တော်မှတ်ယူထားလိုက်တယ်တမိုင်းအိမ်ကြီးမှာဒေါ်ဖာတက်ကနှစ်ကြိမ်တိုင်းတိုင်းဟက်အတက်ရခဲ့ပြီးစီးပညာကိုအတိုင်ငယ်နားလည်နေကျွန်တော်ရင်ဘတ်ကိုဖိပြီးအသက်ရှူအားကိုနေနဲ့ကိုညီပြီးတော့စေးရုံအရာပို့ဆောင်ပေးနိုင်တာကြောင့်အသက်မဆုံးရှုံးတော့ပါဦးတင်မြင့်တို့မိသားစုကအဖွားကြီးရဲ့အသက်တကယ်ကျေးဇူးရှင်ဖြစ်အလွန်အားကိုးယုံကြည်ခဲ့ကြတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့လက်ချက်နဲ့မဟုတ်ပဲတေဆုံးသွားမှအလွန်စိုးရင်တာကြောင့်အယုံသွင်းနေတာဖြစ်ပါတယ်အဖွားကြီးကရှော့ရရင်ထိတ်လန့်ပြီးတရိမီတက်သွားတဲ့ဒီတစ်ခါရှော့ရရင်အသက်အန္တရာယ်ရှိကြောင်းဆရာဝန်ကတရိပေးလာတာကြောင့်အလွန်ဂရုစိုက်နေရတဲ့အချိန်ဖြစ်တယ်ဒေါ်ဖာတက်ကဖျက်နေကြောက်ပေါက်စနီနီရဲရဲလေးကိုအလွန်ကြောက်တတ်မှကျွန်တော်သိတယ်ဒါကြောင့်ဖျက်တက်ကကိုကျွန်တော်တို့အိမ်နောက်ဘက်ပန်းမင်ရေလောင်တော့အင်္ဂတေးရေးစီမှာကျွန်တော်တမင်မွေးမြူထားတယ်တနေ့ထိုနေ့က10ရန်စမေဝဲနေရကြောင်းညနေပိုင်းကကြောင်စောစောလွတ်တဲ့နေ့ကျွန်တော်နှင်းနှုတ်နဲ့အတူစောစောပြန်လာခဲ့ကြတယ်အိမ်ပြန်ရောက်တော့အိုက်ဆန်မရှိပါတစ်ဖက်အိမ်ရောက်နေဟန်တူတယ်ကျွန်တော်အဝတ်စားလေးပြီးအိမ်နောက်ဖေကပန်းမင်တွေရေးလောင်ပြီးအစဉ်တော်ဖာတက်ကသူ့ရဲ့ဘူးစင်အောင်မှာတယောက်တည်းထိုင်နေတာတွေ့ရတယ်ရခင်ဦးတင်မြင့်နဲ့အတူနေပူချိန်မှာဘူးစင်အောင်မှာအနားယူနေကြယနေ့ဦးတင်မြင့်ကိုမတွေ့ရပါဒါကြောင့်အကွက်ရတာနဲ့
ကျွန်တော်ရေကန်ပေးကတ်နေတဲ့ဖပြန်ကိုပစိုးကပိုက်တဲ့ထဲ့ပြီးတစ်ဖက်ဆန်ကိုကူးလာခဲ့တယ်။ဦးတင်မြင့်ကအဲကမ်းမှာဖုန်းပြောနေတယ်။နင်းနူးနဲ့အိုက်ဆန်ကမိဖို့ထဲမှာတလောက်လုံးနေကျွန်တော်ချီရင်ကတ်ပြီးဒေါ်ဖားသက်ထိုင်နေတဲ့ဘိုးစင်အာကိုထပ်လာခဲ့တယ်။ဒေါ်ဖားသက်ကကျွန်တော်ကိုမြင်လာနေလာကျောင်းဆရာလက်ဖက်တုပ်ရှိတယ်။မတဲ့ပေမဲ့ခရွန်းအချင်းပြေနည်းနည်းစီမြုံဆိုင်ယူနီတန်တောက်နေကြတာ။တာကြီးနောက်ဆုံးခောက်ယူလာတဲ့ရွှေဖီမိုးလွတ်လက်ဖက်ကြောင်လေးခတ်ထားရင်ဟုတ်ကဲ့ဖာသိကျွန်တော်လေးကျောင်းကပြန်လာပြီအဖွားနဲ့အဖော်ရအောင်ကူးလာတာပါအေးကွယ်နေရသည်နေရပူတော့မင်းတို့ညီကိုတွေထုတ်ပေးတဲ့ဒေဘူးစင်ရဲ့ကအလွန်အေးတာတာရပါကွယ်တာရပါကျမ်းမာလို့ချမ်းသာကြပါစေအရေးလူတွေအကျိုးကြောင့်စိတ်နှလုံးအေးချမ်းကြပါစေကွယ်ထိုင်နိုင်ဟောဒီမှာအဖွားတဲ့ဘာလဲသိလားပြောဆိုနေကျွန်တော်ကခပိုက်ထောင်ကိုဖွင့်ပြတော့ဖပြန်ကလေးကမျက်လုံးပြူပြူရှာကလေးတက်လက်နဲ့စပွဲဘုံကိုခုန်တက်လာရင်ထိုချင်းရအောင်မြင်တဲ့အဖွားတက်ကလက်ပြီးတော့အော်ပဲမအော်နိုင်မင်းဇက်လဲပြီးတော့ခွေကနေကျသွားတယ်ကျွန်တော်ကအလန့်တကြားအော်ခေါ်တော့မှနှင်းနူးနဲ့အိုက်ဆိုင်ဦးတင်မြင့်တို့အပြေးလာခဲ့ကြတယ်ကျွန်တော်ကတော့ဖွားတက်ကိုစပွဲဘုံကိုပိတ်ချင်အသက်ရှူအားကုန်နေနဲ့ပေးနေဒါပေမဲ့တော့ဖွားတက်နောက်ဆုံးရှောက်ဝယ်မိတတိလည်းမလာတော့မှကျွန်တော်သိနေပါတယ်ဖက်ကားလေးနဲ့ဆေးရုံကြီးအရေးပေါ်ဌာနရောက်ပြီးဆရာဝန်တွေဝိုင်းဝန်းပြုစုကြပေမဲ့အသက်မရှိတော့ပါနှလုံးရောဂါတဲ့မှန်းသိလို့ tax certificate တာထုတ်ပေးလိုက်သည်ကျွန်တော်တို့ဦးတင်နေစီအကြောင်းကြားပြီးပြန်လာကြစေလမ်းမှာမနေနူအကူရေဘလို့ဖြစ်မှမသိပါဘူးအိမ်မှာတလတယောက်လုံးဖြစ်နေပြီနှင်းနူတော့စိတ်ညစ်ပါတယ်စာမေးပွဲကြီးကလည်းနှီးနေပြီအသက်ရကြပြီဟုတ်ကွယောဂါတွေရောကိုယ်စီရှိကြတော့ဒီလိုပဲပေါ့ကွယ်တီးခံမှာနှင်းနူရဲ့ဆယ်ရန်စမေးပွဲနေမှကျွန်တော်ရဲ့အသေးဝကိစ္စကိုဦးစီးဦးဆောင်လုပ်ရပြန်နေရခင်နှစ်များလို့ဘာသာရပ်တွေချိန်ရို revision မလုပ်နိုင်တော့ sporter ပေးပြီးကျင်းညအောင်လေ့ကျင့်စေတယ်။ကံကောင်းထောက်မှလို့ကျွန်တော်ရွေးချယ်ထားတဲ့ sport တွေကကွတိပါလာတာကြောင့်ကျွန်တော်သင်ကြားပေးရတဲ့အင်္ဂလိပ်စာနဲ့သင်ချပါတာမှကျောင်းသူကျောင်းသားအားလုံးကောင်းမွန်စွာဖြည့်ဆို့ကြတာကြောင့်ဝမ်းသာကြည်နူးရတယ်။စာမေးပွဲပြီးလို့ကျောင်းကြီးပိတ်တော့ကျွန်တော်တို့ဆရာမတွေတပတ်ခန့်အနားယူကြတယ်။တပတ်ကျော်ရင်ဆယ်ရန်အပြေလာတွေဆက်စီရမှာပဲဖြစ်ပါတယ်။ထို့အနားရတဲ့တပတ်အချိန်အဲ့ဒီကျွဲမှပဲဦးတင်မြင့်ကမော်လမြိုင်ကိုအရေးပေါ်ကိစ္စနဲ့တွားရင်ရှိတာကြောင့်လေကျွန်တော်ကကားမောင်းပြီးတော့လိုက်ပို့ရင်ဖြစ်လာတယ်။နင်တို့ကလိုက်လို့ပဲသမိုင်းအိမ်ကြီးမှာအိမ်ဆောင်မရှိအဲ့ဆန်တယောက်တည်းရှိတာကြောင့်ခေါ်ယူမရပါ။ဒါကြောင့်ကျွန်တော်နဲ့ဦးတင်မြင့်ကခရီးသွားရင်ဖြစ်လာတယ်။ကျွန်တော်တို့မနက်ပိုင်းမှာဖက်ကားလေးနဲ့ထွက်လာခဲ့တော့ဦးတင်မြင့်ကအရင်လိုမန်မာနမရှိဘူး။ကျွန်တော်အပေါ်မှာတူသားအရင်အချလို့ကျင်းလာပြီးတော့လွန်စွာအားကိုးယုံကြည်အသွားမှလေးလောက်ကြံမှုအခွင့်အလမ်းတွေရလာပေမဲ့ကျွန်တော်မလုပ်ရခဲ့ပါမော်လမြိုင်အိမ်အားကိစ္စလည်းရှိတာကြောင့်ကျွန်တော်မြို့သိပ်ထားခဲ့တယ်လူတစုံတယောက်ကိုလောက်ကြံတက်ဖြတ်တဲ့အခါမှာကားကိုအတုံးချခြင်းကအလွန်ကောင်းမွန်နေကိုရောအနာခံရမယ်ရင်းနှီးဖြစ်ခြင်းကြောင့်အလွန်ဆုံးပုံမှန်304ကထောင်နဲ့6လမှ3နှစ်အထိတာတစ်ဖက်ရင်ကြောကအမကိုစောင့်ပြီးလောက်ကြံဖန်နေရင်ကိုပင်အပြစ်လွတ်သေးတယ်မော်လမြိုင်ကအပြန်ကြမှာမင်းစင်ကြီးကရမည်ကျွန်တော်ဝေါ်မြို့ထမင်းဆိုင်တစ်ဆိုင်မှာနေ့လည်စာဝင်စားဖြစ်တယ်ဗုဒ္ဓမကန်းချေရောက်တော့ညနေ4 နာရီခန့်ထိုအချိန်ကတန်လွင်မြစ်ကိုမော်လမြိုင်တရားကြီးမရှိသေးပါရထားခေးတဲ့တွေလေဗုဒ္ဓမမှာခေးဆုံးလို့တစ်ဖက်မော်လမြိုင်စိတ်ကံကိုနှစ်ထပ်ကူးစီတင်မော်နေကိုရတယ်မော်တော်ယာဉ်တွေကတော့ဇက်လီရင်ကိုတန်းစီဆောင်ပြီးအလဲကျကိုရတယ်ကျွန်တော်တို့မော်လမြိုင်ဘက်ကကိုညနေ6 နာရီမှရောက်တယ်မော်လမြိုင်ကန်နာလန်မှာနှစ်ထပ်တိုက်ဝါကြီးမှာကျွန်တော်တို့တဲခုန်နေကြတယ်ဦးတင်မြင့်ဝမ်းခွဲညီအိမ်လို့သိရတယ်ဦးတင်မြင့်ဝမ်းခွဲညီဦးတင်ရွှေဆိုသူကကွယ်လွန်သွားတဲ့ဦးတင်မြင့်ရဲ့သားကိုတိုးကြီးလို့ဗလကောင်းကောင်းခင်းတိုးမျက်နှာပေါက်ဆိုးဆိုးနေဖြစ်ပါတယ်ကျွန်တော်နဲ့စတွေ့ကြရဖော်ရမှုမရှိခင်မင်းဖွဲ့လေးမကောင်းလို့ကျွန်တော်ကလည်းလှိုက်လဲခြင်းမရှိဘာတိဘာသာပဲနေလိုက်တယ်ကြီးချိုညစာစားပြီးတော့သူတို့ညီကိုလုပ်ငန်းကိစ္စစတာနဲ့ကျွန်တော်ဦးတင်မြင့်ကိုခွန်တောင်းပြီးအပြင်ကိုထွက်ခဲ့တယ်တစ်ဖက်ကကာလန်ကူပြီးမော်လမြိုင်ကန်နာအတိုင်းလမ်းလျှောက်လာတယ်လီလီတဖြူဖြူနဲ့လွန်စွာအေးချမ်းသာရတယ်ဘဝအမောပြေရတယ်ဒီလိုချိန်ခါကြတော့လေမန်နေနူနဲ့အိုက်ဆန်ကိုအလွန်တရိယာမိတယ်သူတို့ကိုလည်းဤကန်နာလမ်းမှာအတူလမ်းလျှောက်စီခြင်းပြီးဘဝအမောတွေပြေပြောက်စီခြင်းလေကျွန်တော်မော်လမြိုင်စိတ်ကန်းကိုအသွားအပြန်လမ်းလျှောက်ပြီး
တဲခုနေတဲ့တိုက်ဝါရေးကိုပြန်ရောက်တော့ည8 နာရီခွဲချိန်ခန့်ရှိနေပြီတိုက်ဝါမှာဦးတင်မြင့်တယောက်တည်းကျွန်တော်ကိုစောင့်နေကျုံမောင်လမ်းလျှောက်တာထင်ရဲ့မော်လမြိုင်ကန်းသားလမ်းညချမ်းခါလမ်းလျှောက်လို့အလွန်ကောင်းနေဟိုဘက်ကမ်းမှာမီးတက်လက်လက်နဲ့မြင်နေရတာဘလူးကျွန်းလက်မှုပညာပြည့်စည်ထွက်တဲ့ရွာလက်ဆိုတာအဲ့ဒီကျွန်းပေါ်ကရွာကြီးပဲဒီကိစ္စတွေလည်းပြီးပါပြီမနေ့ပြန်တော့စိုးစောပြန်ကြတာပေါ့အိမ်ကကလေးတွေကိုစိတ်မချဘူးနင်းတို့ကအလွန်ကြောက်တတ်တာအိုက်ဆန်ရှိပါရင်မပူပါနဲ့ဦးလေးနောက်ပြီးကျွန်တော်တို့တမိုင်းရက်ခွက်ကလေအေးချမ်းမင်းလုံးချုံပါတယ်ဒါတော့ဒါပေါ့ကွယ်ကလေးတွေကြီးဆိုတော့ပူရတာပေါ့ထို့ညကျွန်တော်တို့တိုက်ဝါကြီးအပေါ်တဲ့ကန်နာဘက်ချမ်းမှာဂရင်ကိုစိန်နဲ့နေရာပြီးတော့ကန်နာလီလေးတဖြူဖြူနဲ့အလွန်အိတ်လို့ကောင်းနေနေရာနေတပောင်လာမှာအလွန်နေလို့ကောင်းတဲ့မော်လမြိုင်ကန်နာလမ်းဖြစ်ပါတယ်နောက်တနေ့မနေ့6 နာရီခန့်အိယာထပြီးမျက်နှာတက်ဖျားဝက်ပြုတ်ပြီးတော့မော်လမြိုင်မုံဟင်းကနဲ့မနဲ့စာကျွေးတာငါပေါ်လို့လက်ဆက်ပြီးဟင်းရည်ကျဲလေးနဲ့လက်ရကောင်းတော့ကျွန်တော်နှစ်ပွဲဆက်ပြီးတော့စားလိုက်တယ်ဦးတင်မြတ်ကသွေးတို့ရှိတာကြောင့်တတိထားရတယ်ကျွန်တော်လည်းနဲ့မတက်ရပဲသွေးတို့တက်ပြီးအုံနောက်သွေးကြောပြက်ပြီးတေတော့မှစိုးပါရီအပြင်မှာဖက်ကားလေးနောက်ဖုန်းထဲမှာတန်တက်တာကြီးတင်ပြီးအလေခန်းထဲမှာနှင်းနှူးတို့မှာလက်ဆောင်ပစ္စည်းနဲ့ဟင်းချက်စရာအသေးရွက်တယ်ညာဘက်ဒရိုင်ဘာခန်းမှာကျွန်တော်နေရာယူပြီးဦးတင်မြတ်ကဘယ်ဘက်ရှေ့ကမ်းမှာနေရာယူပါရီညနေချင်းဆိုင်ကားနဲ့ဆိုင်ပေးလိုက်ရင်ပဲလောစွာကောင်းနဲ့လောက်ကျန်မှုဖြစ်တယ်ဒါပေမဲ့ကားမောင်းသူကျွန်တော်လေးထိခိုက်ဒဏ်ရာရပါမယ်ဒါလည်းရုပ်တိရှိပဲလိမ့်မယ်မုဒ္ဓမကံဘက်ကိုကိုကြီးကျွန်တော်တို့အပြန်လဲကာမောင်တော်ဦးတင်မြတ်စကားဆလိုက်ငါတူနေဦးရဲ့မွေးစားသမီးနှင်းနှူတို့ရေငန်နေကြတာဦးလေးသိပါရဲ့ဦးမှာတားတယောက်တာထုံးကပြီအခုတော့တားရောစနေတယ်ပါမရှိတော့လို့ဦးပိုင်ဆိုင်နဲ့အဖိုးရံပစ္စည်းတွေကိုစူးစီးတော့မှာပါဦးလေးအသက်ကြီးပြီယောဂခံလဲရှိတော့ဘယ်နေမှမသေးကြတော့ဘူးဦးပိုင်ဆိုင်နဲ့အိမ်ချမ်းအတွင်းပစ္စည်းတွေနဲ့ဒီကားလေးဟာဦးရဲ့မွေးစားသမီးနှင်းနှူနဲ့သမက်တော်ရမယ်မောင်ရင်တို့အတွက်ပါဘဝနေဝင်ချိန်ရောက်လာတော့အရင်ကလိုလောဘရမဲ့လည်းမရှိတော့ပါဘူးမောင်ရင်တို့နဲ့ထိုက်တန်လို့အမွေရတယ်လို့ပဲမှတ်လိုက်ပါဘောလမြိုင်ကညီဝမ်းခွဲကလောဘကြီးတယ်ဒါကြောင့်ဦးမသေးရင်သူ့ကိုအပ်ထားတဲ့ရတနာတဝက်ကိုအကုန်ပြန်ယူပြီးသူ့ကိုလည်းပေးသင့်ပေးထားတဲ့လောက်ပေးခဲ့ပါတယ်ဦးမရှိတော့ရင်သူကအကုန်ပိုင်စည်းမှာသမီးနှင်းနှူနဲ့မောင်ရင်နမ်းပဲပဲအမွေစားအမေကန်စာချုပ်ကိုတမိုင်းအိမ်ကမိခံတက်တာတွေမှာထည့်ခဲ့တယ်ရတင်ရထိုက်တဲ့အမွေတွေနဲ့မောင်ရင်တို့ပျော်ပျော်ကြီးခံစားကြပါဒါဟာဦးရဲ့စေတနာအရင်မှာမောင်ရင်ကိုဦးစိတ်ချလက်ချလွှဲအပ်ခဲ့ပါတယ်ကျွန်တော်ဘာမှလုပ်ဖို့မလိုတော့ပါအားလုံးတပိတ်ဝင်အိမ်ဝင်ကျွန်တော်ပိုင်ဆိုင်ရပြီဖြစ်တယ်ဒါပေမဲ့ဘဝတစ်လျှောက်လုံးအညူတေးထားခဲ့တဲ့ကျွန်တော်အတွက်လက်စားချီလိုတဲ့ဆန္ဒပျောက်ကွယ်မသွားပါငိုလိုက်ပေါ်လိုက်ခြေတုံချတုံဖြစ်နေတယ်မီးလောင်တိုင်းအသွင်ခံရတဲ့မိဘမျက်နှာတွေကိုပြေးမြင်တော့လေငုတ်စိတ်ကလေးကဥမော့လာပြန်နေဒါပေမဲ့ရတနာတက်တာကြီးပါတာကြောင့်လမ်းမှာရင်တိုက်မှုဖြစ်မယ်ဆိုကျွန်တော်ဒဏ်ရာရပြီဘယ်အချိန်တွေကိုရောက်မယ်မသိပါဒါကြောင့်အမြန်လမ်းမှာခွင့်ရပြီမြကျွန်တော်ရှောင်တိန်ခဲ့ပါတယ်အလားအလိုပဲထမင်းစားလို့ကောင်းတဲ့ဘောမျိုးကထမင်းဆိုင်ကြီးမှာနေလေစာဝင်စားကြတယ်ခရီးတောနေတာကြောင့်လားမသိပါဘူးဦးတင်မြတ်ကအတော်ကိုထမင်းစားနိုင်နေဖះကြီးလမ်းဆောင်ကိုရောက်တော့တူမောင်ကြီးရောက်တော့ရိုက်ခိုက်အခုရွှေမော်တော်ဖះနဲ့ရွှေသားလျောင်းဖះဖူးကျင်နေနောက်အတော်နေရောက်ဖြစ်မှာမဟုတ်ဘူးဦးကြီးဖះဖူးတာကောင်းပါရဲ့ဒါပေမဲ့ဦးရနာတက်တာကြီးပါနေတော့စိတ်ချရပါမလားဒါလေးဟုတ်တယ်အဲ့တော့ဒီလိုလုပ်ရအောင်တူမောင်ကကောက်ဆောင်ဦးတယောက်တည်းဖះဖူးတက်မယ်အချိန်စောပါသေးတယ်ဟုတ်ကဲ့ခင်ဗျမုံမြတ်တဲ့အလုပ်ဖြစ်လို့ကျွန်တော်စိတ်ရှည်လက်ရှည်နဲ့ကောက်ဆောင်ပြီးတယ်ပရိစိတ်နဲ့ဟန်တူရီအချိန်အတော်ကြာရင်ဦးတင်မြင့်ပြင်ဆင်လာတော့ညနေဆောင်နေပြီမကြောက်ဘူးထင်လားဖះနှစ်စုံမှာအတော်ကြာသွားတယ်ပရိစိတ်တရားထိုင်ပြီးရွှေသင်္ကန်းကတ်နေတော့ကြာသွားတယ်ထင်ပါရဲ့ကွယ်ရပါရဲ့ဦးရဲ့အခုနေ့ရက်ကိုမိုင်90လေးပါလမ်းလေးကောင်းပြီးကားလေးအနာပြီးလူရင်းအနားယူရတာပေါ့ဖက်ကအီတလီလို့အမျိုးအစားကောင်းပြီးဂျာမနီလို့ဘော့ဝေတန်ကတော့ဒီဟာတွေမှာပူလုံးလုံးမောင်းနိုင်မှာမဟုတ်ဘူးအေးဟုတ်တယ်တူမောင်ရဲ့တားရဘော့ဝေကန်ကြိုက်တာဦးမှာတော့ကောင်းတာပေါ့တကားနှစ်ပေါက်ထဲနဲ့ပူတယ်ဖက်ကပုံစံလေးလှတယ်တကားလေးပေါက်ဝေးလဲသွားလို့ရတယ်နိုင်ငံတော်ဝန်ကြီးတို့ဦးမျိုးစီတာတောင်ဖက်ကအနှစ်ကလေး
ကားနံပါတ်ကစလုံးမြင်းဆောင်8တဲ့ကျွန်တော်တို့စကားပြောနေရင်လေးငင်းခံရင်မောင်းလာကြတော့ညနေအတော်ဆောင်မှရန်ကုန်မင်္ဂလာတော်ကိုဝင်လာကြရင်ပြည်လန်း8 မိုင်လမ်းဆုံးအနည်းကိုရောက်တော့ဦးတင်မြင့်ကဥပိုက်စာလေးကွာဖះပေါ်တက်လို့ရရလားမသိဘူး8 မိုင်ဟိုတယ်ဝင်ပြီးတော့ညစာစားရအောင်ပါဟုတ်တက်တာကြီးပါတယ်လေညရင်ညတာစိတ်မချရဘူးဟိုတယ်ကလူဆောင်နေအဲ့တော့ဒီလိုလုပ်ရအောင်ကျွန်တော်ဟိုတယ်ပေါ်တက်ပြီးတော့အခန်းယူပေးထားမယ်ဦးနေခဲ့ပြီးတော့တိုက်ရနေအောင်မှားထားလေကျွန်တော်အိမ်ခဏပြန်ပြီးတက်တာရုံလုံချုံထားလိုက်မယ်နောက်ပြီးနင်းတို့အတွက်လည်းထမင်းမချက်နဲ့တော့ဟိုတယ်ကစားစရာဝယ်ခဲ့မယ်လို့ပြောလိုက်မယ်8 မိုင်နဲ့တမိုင်းရမဝေးတော့အလွန်ဆုံးနိုင်ဝက်ပါပဲဦးစားစရာမှာထားတဲ့ရောက်တာနဲ့ကျွန်တော်ပြန်ရောက်ပါပြီအပြင်စိတ်အေးရတာပေါ့ဒါလည်းကောင်းတာပဲသမီးနဲ့အဲ့ဆန်တို့လေးစားကျင်တာစားရတာပေါ့အချိန်လေးရတယ်နောက်ဆန်တင်းစရာလည်းမလိုတော့ဘူးကျွန်တော်စီစဉ်နေရချပြီးတကူရဲကားမောင်းပြီးတမိုင်းအိမ်ထဲကိုပြန်လာခဲ့တယ်အိမ်ကိုရောက်တော့အဲ့ဆန်ကိုခေါ်ပြီးရတနာတက်တာကိုချပြီးနှင်းတို့ကိုအပ်လိုက်တယ်စားလို့ရမေးပြီး8 မိုင်ဟိုတယ်ကိုပြန်လာခဲ့တော့ကျွန်တော်ခံမှန်းသားလို့နိုင်ဝက်တာကြရင်ဦးတင်မြင့်ကမင်းသားလေဒီမှာစားစရာမှထားတာစုံအောင်တော့မရောက်သေးဘူးသမီးတို့ကဘာမှလိုက်သေးလဲနန်းစင်းကခေါက်ဆွဲကြော်ရိဝက်လက်ပေါင်းနဲ့ငါကောင်ဟင်းကြော်ရိအကိုကြီးဝယ်ကျွေးနေကြဆိုဟုတ်တယ်ဦးလေးကြိုက်လို့သားကြီးကဝယ်ကျွေးနေကြပဲဒါပေမဲ့သူတို့ရှိလို့ဝက်ဆောင်ပြီးတော့ကျက်နဲ့ငါမှားထားတယ်သူတို့အတွက်တော့သိရပါစေပေါ့ကျွန်တော်ကအေးဆေးစွာပဲစားတောက်နေကြတော့ညနေ7 နာရီကျော်မှစားတောက်လို့ပြီးတယ်သားဆယ်ရီကိုကြိုတင်မှားထားပြီးမြအော်တိုအသင်းစားရတာကြောင့်ည9 နာရီခန့်မှပြည့်စုံအောင်ရတယ်ထိုခက်ကဈေးသက်တာပြီးအစားတောက်နာမည်ကြီးတာအင်းစိန်ပန်းချံရှိမှာအေးရင်ဥယျာဉ်ဟော်တယ်8 မိုင်မှာတော့နှမ်စင်ကုတ်ကိုင်းမှာတော့တရုတ်ပုံကြောင်အွန်လောက်မှာတော့369အဲ့ဒီဆိုင်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့စားတောက်ပြီးပြန်လာကြစဉ်8 မိုင်လမ်းစုံကိုကိုယ်ဝင်ပြီးရှမ်းပြကလေးအနာရောက်မှာတော့ကျွန်တော်တို့အတွေ့အမှာမီးလောင်တိုင်းအသွမ်းခံရတဲ့မိဘတွေရဲ့ပုံရိပ်ဖြတ်ကနေဝင်လာပြီးတစ်ဖက်ကမီးထိုးပြီးတော့အလဲလန်းကိုကြော်ပြီးအရှိန်နဲ့ဝင်လာတဲ့ဒေါ်ချက်ကားကြီးကကျွန်တော်တို့ရဲ့ဖက်ကားလေးနှစ်ပေမှာဦးတင်မြင့်ထိုင်ရတက်တဲ့ဝင်ဆောင်နေတယ်ကျွန်တော်ရှောင်လိုက်တာလားမရှောင်လိုက်ဘူးလားဆိုတာတော့မစင်းစားမိတော့ပါဖက်ကားကလေးကလမ်းညာဘက်ကိုထိုးကျတိမ်မှောက်ပြီးကျွန်တော်လေလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတယ်ကျွန်တော်သတိရတော့ရန်ကုန်စေးုံကြီးအရေးပေါ်ဌာနကိုရောက်နေတယ်ကျွန်တော်ရဲ့ခေါင်းမှာဖက်တီအဖွေးသားဘဲဘက်ပခုံးနဲ့ညာဘက်လက်မောင်းမှာဖက်တီစိတ်ထားတယ်ပထမဆုံးမြင်ရကြတဲ့ကစိုးရိမ်နဲ့မျက်နှာနဲ့စောင့်ကြည့်နေကြတဲ့မနှင်းနူနဲ့အိုက်ဆန်ပထမဆုံးသတိရတာကြောင့်မေးမိတာကဦးရောဟင်ဦးတင်မြင့်ရောအဖေွယ်လွန်သွားပါပြီဟမ်အကိုသတိထားပါလက်မောင်းရိုးကျိုးသွားတယ်ခေါင်းကတန်းရတော့နည်းနည်းပါကားကတော့ဓာတ်စစီပဲအဖေကတိုက်တဲ့ဘက်ကခံရတော့ချစ်ချင်ဆုံးသွားတာဖြစ်ရလေကွယ်ဟိုဘက်ကားကြီးကအလင်းမြင်းကိုကြော်ပြီးတိုးဝင်လာတာအကွေဆိုတော့အခုလည်းရှောင်ချိန်မရလိုက်ဘူးရန်ကုန်စေးရုံကြီးမှာတလခန့်နေရပြီစေးရုံကဆင်းတော့မော်လမြိုင်ကဦးတင်မြင့်ရဲ့ညီဝိုင်းခွန်းရောက်လာပြီးမနှင်းတို့အမွေမှာကျွန်တော်လူ3ဦးလောက်ကြံမှုနဲ့တရားစွဲအမှုဖွင့်တော့တာပဲဆရာကြီးကျွန်တော်အဖမ်းခံရတော့မနှင်းတို့ခမအယူမီဝိုင်းပေါ့တော်သေးတာကသူ့ဖို့အိုက်ဆန်ရှိနေလို့တာပဲဒါနဲ့မောင်တင်တွေထောင်ရောက်ပြီးအကြောက်ခံရတာတလကျော်ကြီးရုံးထွက်တာလဲ3ချိန်လောက်ရှိပြီအမွေမှုကဘလို့ဖြစ်သွားတာလဲမော်လမြိုင်ကဦးတင်မြင့်ကြီးဦးတင်ရွှေကဦးတင်မြင့်ရဲ့ကြံရက်ခဲ့တဲ့ဆွေမျိုးတွေထဲမှာအရင်ဆုံးပဲဒါပေမဲ့အမွေမှုဖြစ်တော့တမိုင်းအိမ်ကမိခင်တက်တာထဲမှာတင်မြင့်မသေးဆုံးခင်ကတည်းကကျွန်တော်နဲ့မနှင်းတို့အမွေစားအမွေခံဖြစ်တိတ်ကိုလွှဲပြောင်းပေးထားတဲ့စာချုပ်ရှိတော့ဝေစာတမီနှင်းတို့ကနိုင်တာပေါ့အဲ့ဒီစာချုပ်ကြောင့်လေအတွင်းပစ္စည်းဥစ္စာတွေပိုက်ဆံခွင့်ရှိထားတဲ့ကျွန်တော်ကဦးတင်မြင့်ကိုလောက်ကျန်တက်ဖြတ်စရာအကြောင်းမရှိဘူးလေဆရာဒါကြောင့်ကျွန်တော်မှုလည်းနိုင်မှာပါမော်လမြိုင်ဦးတင်ရွှေကလူလဲဆိုတော့ကျွန်တော်မိဘတွေနဲ့ဦးတင်မြင့်တို့ဆက်ဆက်မှုတစွန်းတစကြားထားရင်တူပါတယ်ကျွန်တော်ရှိနေတဲ့ရဲ့အပြောရတော့အရင်နှစ်မှုကပိတ်သိမ်းထားပြီးအမှုတွေတက်တေခံအောင်မလုံလောက်ဘူးကာယကံရှင်ကျင်းတဲ့အောင်တက်တက်ပြန်ဆက်တာလေအခုအမှုကတော့ရင်တိုက်မှုတက်တက်ဖြစ်လို့လူတင်မှုပဲမြောက်တယ်လူတက်မှုမမြောက်ဘူးလေပြီးတော့လေပြီးတော့မှပါဆရာကြီးမောင်ရင်ဝန်ခံလို့တော့ကြားရသိရတာအတော်လေးတည်တက်ပြီးရလူတက်မှုပဲနောင်တော့ကွယ်ဒီလိုအာကာသရန်ညွှန်ရန်ကျွန်းနေမထားပါနဲ့တော့
ပို့မှလေးဇနီးမယားဥဆောင်စည်းစိမ်နဲ့ခံစားစံစားရမယ့်ချိန်ကိုရောက်နေပြီ။သွားလေသူတွေကိုလေသဘောထားကြီးစွာခွက်လက်နားလည်ပြီးကိုတောင်းမှန်ပြီးတစ်နေ့တစ်ခါလောက်တော့အမြတမ်းဝင်မြစ်တာပို့ပြီးအလူတန်းလုပ်ပေးပါ။ဒါနဲ့မင်းတို့ကမင်းရဲ့အကြောင်းကြီးသိထားရလား။ဒနုဖြူသားချင်းဆိုတော့ရိပ်မိတန်လဲရိပ်မိမှာပေါ့ဆရာကြီး။ဒါပေမဲ့ကျွန်တော်ရဲ့လောက်ကြံမှုတွေကပြီးတည်တတ်နေတော့တန်ရဝင်လာလောက်ပဲရှိမှာပါ။ဒါပေမဲ့တခါမှအပြစ်မြင်တဲ့လေးရနောင်မဟရှာပါဘူး။ဒါလည်းအချက်ကြောင့်ခုနတိခတ်တာလည်းဖြစ်ပါလိမ့်မယ်။မန်နင်းတို့တော့စိတ်တော့ကမရောက်ပါစီနဲ့ကွယ်။အောင်ရင်လွှင့်ရင်မန်နင်းတို့အိုက်ဆန်မှာတစ်ခါလောက်တွေ့ကြပါလေ။စိတ်ချပါစီ။ကျွန်တော်လွတ်တာနဲ့ဆရာကိုပထမဆုံးလာတွေ့ပြီးတော့ကြောက်မှာပါ။အမှုတွေအချုပ်တရခံထောင်ကျတရခံတို့ရဲ့ကိုရီကိုရာကိစ္စမှာကျွန်တော်တို့ထောင်ဝန်ထမ်းတွေရဲ့အလုံးမဟုတ်ပါဘူး။ကျွန်တော်တို့အလောက်ကရောက်လာတဲ့အချုပ်နဲ့ထောင်ကျတရခံတွေကိုလုံးချောင်ကျမ်းမောင်ထားရှိရခြင်းပဲဖြစ်ပါတယ်။သူတို့အမှုကိစ္စကျွန်တော်နဲ့မဆိုင်ပါ။ကျွန်တော်တို့ကလေဒီဟာမှားနေပါတယ်။ဟိုဟာမှန်နေပါတယ်လို့ပြောပိုင်ခွင့်မရှိတယ်လို့အမှုတွင်ဝင်ရောက်ဆွတ်ဖက်ခြင်းလည်းမရှိပါ။ကျွန်တော်လည်းဆရာကိုမေးမြန်းဆက်ဆိုတာကျွန်တော်ဝါနာအရာစာရေးဖို့ကုန်ငန်းရှာခြင်းပဲဖြစ်ပါတယ်။တောက်ကြတပတ်မနေ့ခင်မှာကျောင်းဆရာလေးမောင်တဲ့နယ်တယောက်ရုံထွက်သွားပြီးညနေခင်းမှာပြန်မလာတော့ပါ။အမှုသည်တွေကလွတ်မြောက်သွားဟန်တူပါတယ်။သူ့ရဲ့ခရီးတိုင်းကျွန်တော်နားရည်နေ့စနေနေ့မှာကျွန်တော်တို့အိမ်ရှိထိုယိုတာဘရောက်6ရောင်ကားတက်ကလေးတစ်စီးရပ်လာတယ်။ကားပေါ်ဆင်းလာတဲ့သူကကျောင်းဆရာကလေးမောင်တဲ့နှွေနဲ့မြန်မာဆန်ဆန်ချုံမုံလှပါတဲ့မနှင်းနှွေနောက်တစ်ယောက်ကတော့ကျွန်တော်တွေ့ကျင်နေတဲ့အိုက်ဆန်ကကျွန်တော်ထင်တယ်လို့အသားမဲမဲပူပူလေးမဟုတ်ပါအသားဖြူဖြူလူကောင်ထွားထွားနဲ့လူပြိုပါအရွယ်ကဲအိမ်မော်တက်ကြောင့်ပူပြင်းနေပြီးသားပြီမလားဟုတ်ပါရဲ့ဆရာတက်တယ်မခိုင်လို့တရရှင်လွတ်ပါတယ်အချုပ်တရခံပြဲထောင်ထဲရောက်ခဲ့လို့အစိုးရဝန်ထမ်းဖြစ်တာကြောင့်လေဒီ EP တော့အဆက်ခံအောင်ပါပါဆရာရဲ့ကျွန်တော်တို့မိသားစုဆရာကိုကြော့ပါတယ်အခြေအနေအရဒီတိုင်းနေလို့မသိတော့တာမို့မကြခင်မင်္ဂလာဆောင်ပါမည်ဆရာကိုလာပြီးတော့ဖိတ်ကြားပါမယ်ကျမ်းမာလို့ချမ်းသာကြပါစေကွယ်ဟုတ်ကဲ့ပရိသတ်များရှင်စာရေးသူထောင်မူရီတိမ်ဝင်ရေးသားထားတဲ့အကွက်ချ၍လက်စားချေမှုဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီညမှာပဲအဆုံးသတ်သွားပါပြီဇာတ်လမ်းလေးကိုပရိသတ်တွေကြိုက်နေတက်မယ်လို့မျှော်လင့်ပါတယ်ရှင်အဆုံးထိအားပေးနာဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာချမ်းမြေ့သောဘဝတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်